ကိုကန်တရားကိုယုံတယ်လို့မယုံတယ်လို့မရှိသေးအောင်သိကြပါဦးရှုံးပါခဏခဏဥစဉ်ပြောတယ်ဘာလေးပဲလို့ကိုသုံးကြလို့မအောင်မြင်တာကိုကံစီမံသမျှပေါ့ကွာလို့ပြိဿကြီးအဲ့လိုနေရာကကံကိုပုံချရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးနော်ကံရဲ့ဉာဏ်ရဲ့ဝိရိယရဲ့သုံးမျိုးစုံမှကောင်းတဲ့အကျိုးဆိုတာပဲပြီးပါတယ်ဟေးကောင်းကျိုးတွေမဖြစ်တော့ဘူးလူငွေရေးစီးပွားရေးနိုင်ငံရေးပညာရေးဘာသာရေးမအောင်မြင်ဘူးဆိုတာဟာလည်းပဲကံလည်းဘယ်လောက်ပဲကောင်းနေတယ်ဆိုပါတော့ဥပမာများရှင်မရင်ဖြစ်လိုက်တဲ့ဘုံငံပါရမီဇာတာတော့ပါတယ်ဇာတာကလက္ခဏာတွေခြေခဏတွေအကုန်လုံးကတော့ရှင်မရင်ဖြစ်လိုက်တဲ့ဇာတာပဲဟုတ်လားဒါပေမဲ့ဥပမာဒီနိုင်ငံမှာကရှင်မရင်ကြီးလို့တဲ့နိုင်ငံမဟုတ်တော့ဘူးဆိုရင်ဒီကနေ့လို့ပေါ့ထိုင်းနိုင်ငံမှာဆိုဘယင်ကိုပဲသေးတယ်လေဗမာပြည်မှာဘယင်မရှိတော့ဘယင်စနစ်မရှိတော့ဘူးအဲ့ဒီဘယင်စနစ်မရှိတော့တဲ့အချိန်ကြတော့မှဆိုရင်ပြိဿကြီးဘယင်ကံဇာတာဘယ်လောက်ပါဒီလူဘယင်မဖြစ်နိုင်ဘူးဟုတ်တယ်မလားပညာရေးကံဇာတာသိကောင်းတယ်တို့အင်္ဂလန်နိုင်ငံအောက်ဆုံးတက္ကသိုလ်ကဒေါက်တာဝဲတော်ရလောက်တဲ့ကံဇာတာပဲဒါပေမဲ့ဟိုးပင်လေကမြို့ဝကျောင်းပေါ်မှာတန်ငါလေးပေါ်မှာပိုက်ကလေးဆွဲပြီးငါးဖန်စားနေရတယ်ဆိုရင်ဒီလူဒေါက်တာဝဲရနိုင်ပါမလားအဲ့တော့ကံကဘယ်လောက်ပဲကောင်းနေကောင်းနေအဲ့ဒီကံကျိုးပေးဖို့ဆိုရင်နောက်ကနေပါလေလားလေဉာဏ်တွေရောပြီးတော့ဝိရိယတွေရောပါသေးတယ်ပတ်ဝန်းကျင်တွေရောတိုင်းဝိုင်းတွေရောနောက်စာပဲခုနှစ်ရှင်းပြမှာဥစဉ်ရှင်းပြပါမယ်နော်အဲ့တော့တို့တွေကောင်းတာတွေလုပ်နေတာပဲဒီနေ့တရားဓမ္မတွေကတို့လောက်ကောင်းတာတို့ပဲရှိတယ်ကောင်းတာတွေလုပ်လိုက်ရတာကောင်းတာတွေလုပ်လိုက်ရတာသူများတွေကြတော့အရေးရောက်ပြီးတစ်သေးဖြစ်နေပြီးတို့ကြမှာဟောသူများအရေးရောက်တော့ကိုကပုတ်ပြစ်စလဲရောက်နေမှာတော့ဓမ္မရအဲ့တော့ကောင်းတာတွေလုပ်တာကိုပဲပြစ္ဆုတ်ပံမှာကိုကလုပ်တဲ့ကုသိုလ်ကောင်းမှုနည်းနည်းလေးပဲမရှိနေလေကိုယ်ပြောမယ်နော်နည်းနည်းရှိတိုးကြည့်လိုက်ဟိုအတိတ်ဘဝတွေကပါလာရတဲ့ကံတရားတွေကမရှိနိုင်ဘူးလားအဲ့ဒါကြောင့်လို့ရှေ့ခင်ဗျားတို့နိုင်ငံတွေမှာကတ်ထားတဲ့စာလေးတွေကြောင့်သူရင်သဘောကျတယ်ဘယ်သူရင်းမှမသိပါဘူးလူရင်းတူပေမဲ့ကံရင်းမတူဘူးရှိဘူးလားကံရင်းတူပေမဲ့ဉာဏ်ရင်းမတူဘူးဉာဏ်ရင်းတူမတူပေမဲ့ဘုံရင်းမတူဘူးဆိုတာအစရှိတယ်သူတို့ရေးထားတာရှိအဲ့တော့ဝေဒနာကနာကလေးတရားဝဲမှာလည်းပြောတယ်လူကြီးတရားဝဲမှာလည်းခဏခဏသင်ပေးတဲ့စကားလုံးရှိတယ်ကံပေးမှရတယ်ကံကျွေးမှဝတယ်ကံစင်မှလှတယ်နားလည်လားဟုတ်တယ်လေကံပေးမှရတယ်ကံကျွေးမှဝတယ်ကံစင်မှလှတယ်နောက်ကဉာဏ်တွေဝိရိယတွေပါရမယ်ဆိုတာမှန်တယ်ဒါပေမဲ့အဲ့ကံဉာဏ်ဝိရိယဘယ်လောက်ပဲပြင်းတယ်မသိကံမပါရင်လည်းမဖြစ်နိုင်သုံးမျိုးတော့စုံရတယ်ဒါပေမဲ့အဓိကနံပါတ်1ကတော့ကံတရားပဲ